မင်္ဂလာပါ MM Story Hub Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်မိမနဲ့ရောက်ခမရဲ့စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုကိုမခံနိုင်တော့လို့ကဘာကိုဗီဒီယိုနဲ့တိုင်တယ်ပြီးကြိုးဆွဲချသွားခဲ့တဲ့အထဲဆိုင်ပိုင်ရှင်ရာဟူရဲ့ကြေကွဲစရာဖြစ်ရမှန်တဲ့ပဲဖြစ်ပါတယ်အမျိုးသားတွေမှာလည်းစိတ်ပိုင်းဆိုင်ရာဖိနှိပ်ချုပ်ချယ်မှုတံကိုပြင်းပြထန်ထန်ခံစားတရပြီးဒါကိုလိလိရှုမထားတဲ့ကြောင်းပြသလိုက်တဲ့ကြေကွဲစရာမှုကင်းတဲ့တစ်ခုအိန္ဒိယနိုင်ငံဟာရီယာနာပြည်နယ်မှာဖြစ်ပွားခဲ့ပါတယ်အသက်28နှစ်အရွယ်အဝတ်ထည်လုပ်ငန်းရှင်ရာဟူဟာသူကိုယ်တိုင်ဖွင့်လှစ်ထားတဲ့ဆိုင်အသစ်လေးထဲမှာပဲကျိုးဆွဲချအဆုံးစီရင်သွားခဲ့တာပါသူအသက်မဆုံးရှုံးခင်လေးတွေမှာသူ့ရဲ့ Instagram account ပေါ်မှာ Wednesday ကြေကွဲစရာဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်အဲ့ဒီဗီဒီယိုထဲမှာသူဟာအိမ်တော်သက်2နှစ်အတွင်းဇနီးဖြစ်သူနဲ့ရောက်ခမဝင်မိသားစုဝင်တွေရှိကနေစိတ်ပိုင်းဆိုင်ရာရောကိုထိလက်ရောက်ပါနှိမ့်ဆက်ညှဉ်းပန်းမှုတွေခံခဲ့ရတယ်လို့မျက်ရည်ကျမတက်ရင်ဖွင့်သွားခဲ့ပါတယ်ရာဟူကသူဟာအိမ်အောင်ကြပြီးကလေးကအိမ်ကျန်းတိုက်ပကံစေးအိမ်တန်ရှင်းရေးအစရှိတဲ့အိမ်မှုကိစ္စအလုံးကိုတယောက်တည်းလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ဒါတွေမကသေးပဲမိဘအရင်နေတဲ့တောင်ပေးမတွေ့ပဲအဆက်အသွယ်ဖြတ်စိတ်ဖိစီးမှုတွေပေးခဲ့တဲ့အပြင်နောက်ဆုံးမှာမနှံ့မကန်ဆွဆွဲချက်အမှုတွေနဲ့ပါတရားစွဲပြီးဖိအားပေးခဲ့ကြတာပါ။သူကကျွန်တော်သိဆုံးမှုအတွက်ဇနီးနဲ့ရောက်ခမတွေမှာယာနှုံးပြတာဝန်ရှိတယ်။ဥပဒေအရအရေးယူပေးပါလို့တောင်းဆိုပြီးသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုမိခင်နဲ့မောင်နှမတွေထံလွှဲပေးဖို့နောက်ဆုံးဆန္ဒအဖြစ်ပြောသွားခဲ့ပါတယ်။လက်ရှိမှာတော့ရဲတပ်ဖွဲ့ကရာဟူရဲ့နောက်ဆုံးဗီဒီယိုဖိုင်ကိုအခြေခံပြီးဇနီးနဲ့ရောက်ခမမိသားစုဝင်တွေကိုတေချောင်းကြံစည်မှုဖြစ်စေဖို့လှုံ့ဆော်မှုနဲ့အမှုဖွင့်စုံစမ်းစစ်ဆေးနေကြပါပြီ။စိတ်မကောင်းစရာကတော့ online ပေါ်မှာတချို့လူတွေကရာဟူကိုသူရဲဘောကြောင့်သူလို့လှောင်ပြောင်ဖြန့်ဝေနေကြတာပါဒါပေမဲ့စိတ်ပိုင်းဆိုင်ရာနှိမ့်ဆက်မှုတံကိုပြင်းထန်စွာခံစားခဲ့ရသူတွေရဲ့နာကျင်မှုကိုသူတို့ကိုယ်တိုင်ပဲအတိဆုံးဖြစ်မှာပါအမျိုးသားတွေရဲ့စိတ်ကျန်းမာရေးနဲ့စိတ်ဒဏ်ရာတွေကိုလည်းအလေးထားနားထောင်ပေးဖို့တကယ်လိုအပ်နေပါပြီလို့ထောက်ပြခြင်းပါတယ်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာဖြစ်ရမှန်သတင်းတွေဇာတ်လမ်းတွေကိုကြည့်ရှုပေးဖို့ကျမတို့ရဲ့ MM Story Hub Channel လေးကို Subscribe လုပ်ထားပြကြပါဦး